အားလုံးပဲမင်္ဂလာပါဒူရီကိုကြိုင် YouTube channel လေးကနေကိုကိုမာတွေအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့လည်ခင်းလေးပါဗျာကျွန်တော်ကိုကြိုင်မျိုးတွေအားလုံးပဲကိုကြိုင် channel လေးကိုအများအားစောင့်မျှော်အားပေးနေတဲ့ဆိုတဲ့ကိုတွေမာတွေအားလုံးလည်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့တလုံးတော်အရင်နဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒလေးလည်းပြေဝကြပါစေလို့ဥစွာပထမဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲမျိုးတွေအားလုံးပဲမင်္ဂလာရှိသောနေ့လည်ခင်းလေးပါကဲဒီနေ့မနက်မှာကိုကိုမာတွေအားလုံးပတ်သီးနှလုံးဟိုတကယ်လို့ကျွန်တော်ပတ်သီးလွယ်ခဲ့တဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဝိုင်းချင်းလေးလွယ်တော့ပတ်သီးနှလုံးပတ်လို့ရှုံးနေပေါ့နော်ဒီလိုပြောတဲ့သူတွေကဒီမနက်တုံညပိုင်းတုံညပတ်သီးပေးတာအဆင်ပြေကြလားရကြလားပေါက်တယ်ရတယ်ပတ်သီးကိုလိုက်ပတ်နေတယ်ဆိုတဲ့သူတွေတော့ပေါက်မှာပဲနော်ရွေးကွက်သမားတွေမပေါက်ဘူးအဲ့တော့မဟုတ်ဘူးနဲ့ညနေကိုကိုမာတွေအားလုံးကျွန်တော်ကဏ္ဍစုစုပေါင်း9ခွက်ပဲထုတ်တာနော်စုစုပေါင်း9ခွက်ပဲထုတ်တာကဏ္ဍ9ခွက်ထဲနဲ့နေလိုက်သမားတွေရောအဖောဝင်သမားတွေရောဒီကဏ္ဍ9ခွက်ကိုထိထိမိမိလိုက်ကစားပေးပါနော်ဒီနေရာနေပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်မျိုးတွေအားလုံးပဲဒီညနေမှာကျွန်တော်တို့15ရက်5လ2026တောက်ကြနေညနေ4:30ပွဲသိမ်းနေညနေ4:30အတွက်အကောင်းဆုံးသောလုံးမိုင်နေသည်6ပိုင်5ပိုင်နော်6ပိုင်5ပိုင်6နဲ့ပတ်သက်ရင်9398 5နဲ့ပတ်သက်ရင်5358ဒီ၄ခွက်ကပြီးရင်65ဆိုတဲ့တစ်ခွက်ထည့်ထိုးမယ်နော်6နဲ့5ကြိုက်နှစ်သက်ရကိုပတ်လို့ရတယ်ကျွန်တော်အမျိုးတွေကျွန်တော်အကြိုက်ဆုံးကတော့ကိုယ်ကောင်မတွေအားလုံးကိုကျွန်တော်6ပတ်ပြီးရွေးပေးခြင်းပါတယ်6နဲ့5ကြိုက်နှစ်သက်ရပတ်လို့ရတယ်ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းကတော့65 6နဲ့ပတ်သက်ရင်9398 5နဲ့ပတ်သက်ရင်5358အဲ့ဒီထဲမှာ6နဲ့ပတ်သက်9398ရှိမယ်5နဲ့ပတ်သက်5358ရှိမယ်အကြိုက်ဆုံးတစ်ခွက်ကောင်းပြီ65နော်အာတော့ကစားဒီ9ခွက်ကိုပဲအာကစားကျွန်တော်အဖွဲ့ဝင်တွေဖြစ်စေနေတိုက်သမားတွေဖြစ်စေအကြောင်းမျိုးကြောင့်ဖွဲ့ဝင်နေဆိုရဲဒီ9ခွက်ကိုလိုက်ဖို့အဖွဲ့ဝင်တွေလည်းဒီ9ခွက်ကိုတော့မဖြစ်မနေလိုက်ကစားပါကျွန်တော်တနင်္ဂနွေနေ့လေတနာရီမှာလိုက်ရှိုးရှိပါတယ်ကျွန်တော်ဒီအကောက်ကနေပဲလိုက်စလွှင့်ပေးပါဒီနေ့ live ပွင့်ပါပြီဒါမှကျွန်တော်ဒီနေ့ကင်း live မလွှင့်တော့ပါဘူးကျွန်တော်လာမယ့်တနင်္ဂနွေနေ့ကို live လွှင့်ပေးပါမယ်ဗျနော်ဟောရန် channel လေးကိုအများအားစောင့်မျှော်အားပေးနေရဆိုတဲ့အကူမတွေအားလုံးမနော်ဒီညနေမှာအားလုံးပဲဒီ9ခွက်ထဲနဲ့ထိထိမိမိရရပေါက်ကြအောင်ကစားကြပါ6နဲ့ပတ်သက်9398 5နဲ့ပတ်သက်5358တစ်ခွက်ကောင်း65နော်9ခွက်ပဲဒီ9ခွက်ပဲထိမိကစားလုံးပိုင်းတွေရော6ပိုင်း5ပိုင်းကြိုင်ထားတယ်ဒီညနေမှာ6ကိုကြိုက်တဲ့သူ6ပတ်လို့ရတယ်9ကိုကြိုက်တဲ့သူ9ပတ်ပါနော်ဟုတ်ပြီဒါဆိုတော့တောက်ကြနေညနေအတွက်ကဏ္ဍလေးပြောပြီးတော့ကိုကျန်းဗီဒီယိုလေးဒီမှာမရနာဝင်ပြပါအရင် channel လေးကိုအများနဲ့စောင့်မျှော်အားပေးနေရဆိုတဲ့အကူမတွေအားလုံးလည်းစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းတို့တို့အရင်နဲ့ပြည့်စုံနိုင်ကြပါစေစိတ်သားတိုင်းကိုပါလူရဆန္ဒလေးပြည့်ဝကြပါစေဗျာအဲ့မှာ